ပြီးပြက်လေဟာကြောက်နေပါအတန်ထွက်ပြီးမပြေတော့လေပြောပါလို့ဘယ်ကတော့လောက်ပါသေးပြန်လို့ပြပါပြီဒါကိုပြီးလဲပါခင်ဗျာဟုတ်ကဲ့အဲ့လိုပဲပြန်လုံးဝထောက်ပြန်လုံးဝထောက်ပြီးတဲ့ထောက်ပါစကပြောပါလို့ပြန်လေပါစကပြောပြီးပြတ်ပါလို့ပြန်လုံးထောက်ပါခင်ဗျာတော့ပြောလာပါရွှေဖို့ဟောတာရှုပြန်မျက်နှာခံပေါ့ဗျာကျွန်တော်မျက်နှာခံပြန်လုံးခေါ်တာပေါ့ဟောပါစကပြောပါဒါလည်းမဟုတ်ဟာအဲ့တော့နေဟောတာမျက်နှာခံပြန်လုံးခေါ်တာပေါ့ဗျာမျက်နှာခံပြန်ဟောတာတော့ပြန်အဖို့ဒီပြန်လုံးပြန်ပို့ပေးတာပါစကပြောလို့အတန်ထွက်ပြီးပြောပါပြိတ္တကဓာတ်တောင်းနေတာကျက်တော့ဘလို့လဲအော်တရေမန်လေးမန်အော်ပြလုံးပြတဲ့နေရာမှာတရေမန်လေးပါအောင်ပြတယ်ပြပါကားမောင်းတယ်ဘာဘူးလို့ပြောစကားပြောမစကားပြောဘာဘူးလို့ဘာလာလောက်လာလဲမစက်ကပြောပြီးပြတ်တာပေါ့စောက်ထိုးရဲ့တရေမန်လေးမန်ပြလုံးပြလုံးကဖြုတ်ပြီပြလုံးကဖြုတ်ပါပြီခင်ဗျာပြလုံးဖြုတ်ပါပြီပြလုံးဖြုတ်ပါပြီခင်ဗျာပြလုံးဖြုတ်ပါပြီအော်လည်းကုန်ပြီကားခဏတည်းပါမင်းတို့တွေပြက်လုံးတွေရှုခံနေလေတရေတွေပြက်လုံးတွေဟောအားလုံးပြက်နေတာမဆက်ကပြောပါလားလို့ရမင်းပြီးတော့လေတားလေရေဟုတ်တားလေခဏနေဟုတ်တားလေတော့မင်းတို့ပြက်လုံးပြက်တဲ့ဆိုတာနေနဲ့တရေနဲ့ပြက်ရတဲ့မဆက်ကပြောပြက်ရတယ်ပြက်လုံးသိတာကြောက်ရတယ်မင်းပြီးတော့လေပြောတယ်ပြောမယ်ညီလေးစုပါပြက်လုံးပြက်တဲ့ဆိုတာပြိတ္တနားလဲအောင်မဆက်ကပြောပြီးပြက်လုံးပြက်ရတယ်အဲ့လိုပြက်မင်းပြရတယ်နေကွာပြောနေရခဏလက်မထိုးနေကြလေဒီမှာလည်းပြလုံးကပြက်လေပြောပြက်လေပြောပြက်လို့ဒီယုံကြည်နေတယ်လေမင်းမပြောလိုက်နေကွာတော့ဘယ်ရတယ်မပြောလိုက်နေကွာကိုသည်မျက်နှာငယ်နဲ့ကွာမင်းတို့မစားကပြောပါဆိုမှာကွာဒေါသဖြစ်လာပြီကွာငါပြောမယ်ကွာမင်းသားကိုလည်းငါပြောပြီးသားမစားကပြောပြဖို့မင်းသားကိုလည်းပြောပြီးသားဒီကကြီးပြေးတဲ့ကိုလည်းအောင်တောင်းမှပြီးသားပြောပြလို့ရတယ်ကျဲလို့ဘာကြကြပါလို့ဆိုမှာမင်းတို့ဘာဖြစ်လို့အတန်ထွက်မပြတ်တာတော့စေသာစာရွက်ကလေးတွေနဲ့ပြဖို့